Hello မင်္ဂလာပါမိကုန်းလေးမိသားတို့ပါဘာသာဘက်ကခွဲထားလာကြရတယ်ကျွန်တော်လည်းအစာရင်ပေါက်လို့ခွဲထားဂျင်ဆော့ခြင်းပေမဲ့အဆင်ပြေဘူးဖြစ်နေတယ်တဲ့ idea လေးပေးပါဦးတဲ့โอเคပါကျွန်တော်ဘက်ကခွဲထားပါနော်ကျွန်တော်ဘက်ကခွဲထားတာဆိုကျွန်တော်ဘိုက်ဒီဦးတက်ကိုကျွန်တော်ဦးတက်ကိုအကျဉ်မပေါက်ဖန်နဲ့အဲ့လိုအဆက်ဖြစ်သွားနော်အပန်တီကူလာအပ်ဆက်ဆိုအဲ့လိုအလုံးကြီးဖြစ်ပြီးတော့မှခွဲထုတ်လိုက်တော့ချိုးချောင်းကနည်းနည်းကြီးသွားတော့ပိုခံရတာပေါ့နော်လို့ခွဲပြရတာမှအဲ့လိုဒီချိုရိုးတောင်းမှကြီးတွေလိုက်လို့ပေါ့နော်ချိုးကိုပြန်ဖွင့်ပြီးတော့မှဆေးထက်ပြီးတော့တလားလောက်နေမှပြန်ချုပ်ရတာအိမ်မှာတလားနှစ်လားလောက်ခံရသေးတယ်တနေ့ကြော်လောက်လည်းနေရကြော်ပြန်ဆော့တာပေါ့နည်းချင်းဆန်ဆော့ပြန်ဆော့ချိန်မှာဘိုက်ကတော့နားတယ်ဒါပေမဲ့ဖြည်းချင်းအရင်ကလည်းကို fitness level တခုရှိပြီးသားလူတယောက်အတွက်ဆိုတိတ်ပြီးတော့ဖြည်းချင်းတက်တော့နောက်ပိုင်းအဆင်ပြေသွားတာပေါ့နော်ဆော့ရင်6လလောက်လည်းကြာတော်အဆင်ပြေလာတာပေါ့ပထမစအချိန်ကဘိုက်ကတော့နားတယ်ချုပ်ရိုးချောင်းကလည်းအဆင်ပြေပြီဆိုတော့အဓိကဆရာဝန်နဲ့တိုင်ပင်ပြီးဆော့လို့ရတယ်နော်ဗျာချုပ်ရိုးကလည်းအဆင်ပြေရဆိုရင်ဆရာဝန်နဲ့တိုင်ပင်ပြီးတော့ဆော့လို့ရတယ်ဒီအပြင်ချုပ်ရိုးပဲအပြင်ချုပ်ရိုးကောင်းရင်ဆော့လို့ရတယ်ဆက်ချင်းဆော့တော့ဒီချုပ်ရိုးကတော့ကြိုက်တာတွေနာနည်းနည်းပါတော့ရှိတယ်ကိုယ့်ရဲ့ fitness level နဲ့လည်းဆိုင်နေဖြည်းချင်းသွားတာကောင်းတယ်နော်အဲ့လို bike ဒီအတကုံရိုက်တာမျိုးလို့အောက်ပိုင်းအတကုံထိုင်တာမျိုးတော့မလုံးနဲ့ဖြည်းဖြည်း step by step သွား6လလောက်ကြာလာမှနည်းနည်းချင်းအသားကျလာမှာအဆင်ပြေသွားမှာเนาะအားကြမှာโอเคကျေးဇူးတင်ပါတယ်အဓိကဘာအားငယ်စရာမလိုဒါပြန်ဆော့လို့ရတယ်เนาะအဓိကဖြည်းဖြည်းချင်း step by step 20သွားပြီးတော့ပြန်ဆော့လို့ရတယ်ဘာအားငယ်စရာမလိုဘူးအဓိကစိတ်ဓာတ်ပဲအဓိကစိတ်ဓာတ်ပဲဟာအရှုံးပေးနေရစရာမလိုဘူးเนาะအဓိကဆော့ fighting